ရာကြီးမောင်သိန်းလွင်ဘာသာပြန်ဆိုထားသောမွန်တီခရစ္စတိုမြို့စားကြီးအခန်း24ဘာဒါစီယို၏ဝန်ခံချက်ဖြောင့်ချက်အဲ့ဒီအချိန်အတိုးအတွင်းမှာဘုန်းတော်ကြီးဖာသာပူဆိုနီဟာမာစီးတို့ပြန်သွားတယ်အဲ့ဒီလေးယောက်ရောသူကသူ့ရဲ့စပင်သူ့ရဲ့မုတ်စိတ်နဲ့သူ့ရဲ့ဘုန်းတော်ကြီးဝတ်စုံကိုချွတ်လိုက်တယ်ပြီးတော့လော်ဝီမိုးရဲ့ဝက်ကောင်းစားလာတွေကိုတခါထပ်ပြီးလေးလေးဝတ်ဆင်တယ်အပြိုစည်းသင်းမိုးကိုတက်ပြီးသင်းမိုးစိတ်စက္ကန်အပြင်ဖက်ချက်တုဖိတ်ကိုကြိုလန်ဖြတ်တန်းပြီးရွက်လဲခုံမုံထွက်ခွာလာခဲ့တယ်။မနစ်မျိုးစရာခန္ဓာကြီးကိုကြည့်ပြီးလှဝီမိုးကရေးရေးလေးပြုံးလိုက်တယ်။သူကအီတလီကိုရွက်လဲခုံမုံသွားပြီးနေပေမြို့မှာကမ်းပေါ်ကဆင်းခဲ့တယ်။အဲ့ဒီကရထားလုံးတစ်စီးငှားပြီးရိုမမြို့သို့သွားတယ်။ရိုမမြို့မှာမွန်တီခရစ္စတိုကျွန်းကိုဝေဖို့သူအစီအစဉ်လုပ်တယ်။သူကိုသူမွန်တီခရစ္စတိုမြို့စားကြီးလို့ခေါ်ခွင့်အခွင့်အရေးကိုလည်းအစိုးရထံမှဝေယူတယ်။အဲ့ဒီကိစ္စလှုပ်ဆောင်ပြီးတဲ့အခါယခုအခါမှာမွန်တီခရစ္စတိုမြို့စားကြီးအမည်ဖြစ်သွားပြီဖြစ်တဲ့အက်ဒမွန်ဟာကျွန်းစီသောအလုသမားအများကြီးကိုခေါ်သွားတယ်။အချီးပွေအလွန်ကောင်းလာတဲ့ရှုပ်ဝက်နန်းတော်ကြီးတစ်ခုဆောက်လုပ်ဖို့သူတို့ကိုမှာကြားအမိန့်ပေးတယ်။ဆောက်ရမယ့်နေရာကမြေအောက်ခြေရတနာတွေရှိခဲ့တဲ့ဥမင်နိုင်ခေါင်းနေရာမှာဖြစ်တယ်။အက်ဒမွန်ဟာမွန်တီခရစ္စတိုကျွန်းပေါ်မှာအချိန်အတိုကြာအောင်နေခဲ့တယ်။လုပ်ငန်းတိုးတက်မှုအခြေအနေကိုစောင့်ကြည့်ရင်းနဲ့ပေါ်စက်တင်ဘာလဆိုင်းလောက်မှာမာဆေးကိုသူပြန်လာခဲ့တယ်။အဲ့ဒီလေးယောက်ရောဘာတာစီယိုခေါ်တဲ့မောင်ကိုတယောက်ရဲ့အဖြစ်အပျက်ဇာတ်လမ်းကိုသူကြားရတယ်။သူကဗျူခါရီနာချိပွန်တူကစားတောက်ဆိုင်မှာအဖမ်းခံခဲ့ရတာဖြစ်တယ်။ဒီမောင်ကိုဟာစားတောက်ဆိုင်မှာလူနှစ်ယောက်ကိုတတ်တယ်လို့ဆွဆွခံထားရတဲ့ပုံပဲဒါပေမဲ့သူကတော့အပြစ်မချကြောင်းသူမတက်ကြောင်းအခန့်အမှာပြောဆိုတယ်အကယ်၍သူလူတတ်ဖို့မဖြစ်မီအဲ့ဒီနေ့မနေ့ကစားတောက်ဆိုင်မှာခက်တရနာခဲ့တဲ့ဘုံတော်ကြီးဖာတာဘူးဆိုနီကိုသာသူတွေ့ခဲ့ရင်အရာရာကိုဖြည့်ရှင်းပြနိုင်လိမ့်မယ်လို့မှောင်ကိုကပြောတယ်ဖာတာဘူးဆိုနီရဲ့တည်င်းကိုမေးမြန်းစုံစမ်းခဲ့တယ်ပြီးခဲ့တဲ့3လတာကာလကြာအောင်မေးမြန်းစုံစမ်းခဲ့ပေမဲ့သူ့ကိုမတွေ့နိုင်ခဲ့ဘူးရက်အနည်းငယ်အတွင်းမှောင်ကိုရဲ့အမှုကိုရုံးတော်တစ်ခုကစစ်ဆေးစီရင်တော့မှဖြစ်တယ်လူတတ်မှုတွေအတွက်သူ့ကိုတည်တံစီရင်ချက်ချမှတ်ခံရဖို့ကတေချာတဲ့လောက်ရှိတယ်ဒီဇက်လန်အဖြစ်အပျက်ကိုလှုပ်ဝီမိုးတို့ပြောပြပြီးတဲ့နောက်နေ့မှာအကျဉ်းတီတာဆင်ကြီးတဲ့ဖာတာဘူဆိုနီကဘာတာစီကိုအချုပ်ခံနေရတဲ့ထောင်ကိုသွားတယ်ထောင်သားတွေဒီမှတယောက်ယောက်ကသူ့ကိုစကားပြောရှင်စိတ်ရှိနေတယ်လို့သူကယုံကြည်ကြောင်းပြောပြတယ်အခုအချိန်မှာဖာတာဘူဆိုနီကိုတွေ့ရဖို့မျိုးလင်းချက်ကိုလက်ချိုးထားပြီးဖြစ်တဲ့ဘာတာစီကိုဟာအလွန်ဝမ်းသာသွားတယ်သူကသူ့ရဲ့အဖြစ်အပျက်တွေကိုဘုံတော်ကြီးတို့ပြောပြတယ်ဖာတာဘူဆိုနီကလည်းသူ့ကိုယုံကြည်ပုံရတယ်သူကဘုံတော်ကြီးကိုဝန်ခံချက်တစ်ခုနားထောင်ပေးဖို့ပန်ကြားတယ်ဖာတာဘူဆိုနီကသဘောတူတယ်ပြီးတော့သူကထူးဆန်းတဲ့အဖြစ်အပျက်ဇလန်းတစ်ပုဒ်ကိုကြားနာခဲ့ရပါတယ်115ခုနှစ်နပိုလီယံအုပ်ဆိုတဲ့ရက်ပေါင်း100ဆိုတဲ့ကာလမှာပို့လို့ဘာတာစီယိုကစပြောတယ်ကျွန်တော်မှအကိုတယောက်ရှိတယ်သူကနပိုလီယံရဲ့တပ်မတော်ကစစ်သားတယောက်ပေါ့ဝါတာလူမှာနပိုလီယံရှုံးနေသွားတဲ့အခါကျွန်တော်အကိုကလည်းစစ်သားနဲ့အတူဆုတ်ခွာလာခဲ့တယ်သူကတောင်ပန်းဒေသကိုရောက်သွားတယ်နိုင်အရက်မှာသူနဲ့တွေ့ရဖို့ကျွန်တော်ကစီစဉ်တယ်အဲ့ဒီကနေကျွန်တော်တို့အိမ်ရှိရာကိုစီကာတို့ပြန်သွားဖို့ဖြစ်တယ်အဲ့ဒီအချိန်မှာပြင်သစ်မှာရှိတဲ့ဘရင်ဘက်တော်သားတွေကနပိုလီယံဘက်တော်သားတွေကိုဂလက်စားရှိနေတယ်ကျွန်တော်အကိုနိုင်ကိုရောက်လာတော့သူကနပိုလီယံတပ်မတော်ယူနီဖောင်းကိုဝတ်ထားတော့မယ်သူကိုဘရင်တပ်တော်သားတချို့ကတပ်ပစ်လိုက်တယ်တပ်မှုနဲ့ပတ်သက်ပြီးတည်င်းဖို့တိုင်ကြရန်ကျွန်တော်ကဥပဒေအရာရှိချုပ်ထံကိုချက်ချင်းပဲတွားရောက်တယ်ဥပဒေအရာရှိချုပ်ကလူငယ်တယောက်ပဲသူ့အမိကဘီလီဖို့တယ်သူကမာဆေးကနေနိုင်ကိုပြောင်းရွှေ့လာကစားပဲရှိသေးတယ်အဲ့ဒီမှာသူကလက်ထောက်ဥပဒေအရာရှိလေကျွန်တော်အကိုကိုတတ်တဲ့လူသက်သမားကိုရှာဖွေဖမ်းဆီးပြီးတရားဥပဒေနဲ့အညီစီရင်ပေးဖို့ကျွန်တော်ကသူ့ကိုပြောတယ်ဒါပေမဲ့အဲ့ဒီပုံကိုဘီလီဖို့ကသူကိုယ်တိုင်ဘရင်ဘက်တော်သားလေဒီတော့ကျွန်တော်အကိုကိစ္စကိုဂယုမဆိုင်အလေးမထားဘူးသူကပြောတယ်အကယ်၍ကျွန်တော်အကိုဟာနပိုလီယံတပ်မတော်ကစစ်သားတယောက်ဆိုရင်သူဟာတေဖို့ရဲ့ကျင်းတွေထက်တန်တဲ့ပြီးတော့ကျွန်တော်ကိုထွက်သွားဆိုပြီးမောင်းထုတ်လိုက်တယ်အဲ့ဒီနောက်မှာဒီအသင်းနှလုံးမရှိအတနာကျင်နာကဲမိတဲ့လူကိုဂလက်စားရှင်မယ်လို့ကျွန်တော်တန်ဋိဌာန်ချခဲ့တယ်သူဟာဘရင်ဘက်တော်သားဖြစ်တဲ့အတွက်နပိုလီယံဘက်တော်သားဖြစ်တဲ့ကျွန်တော်အကိုကိုတတ်တာဟာကောင်းမြတ်တဲ့လှုပ်ဆောင်ချက်ပဲလို့သူကတွေးဆတယ်ဒါကြောင့်နောက်တစ်ချိန်သူနဲ့တွေ့ခဲ့ရင်သူ့ကိုတတ်မယ်လို့ကျွန်တော်ကသူ့ကိုပြောခဲ့တယ်အဲ့ဒီအချိန်ကစပြီးသူဘယ်နေရာကိုပဲသွားသူ့နောက်ကိုကျွန်တော်လိုက်နေတယ်ဆိုတာဘီလီဖို့သိသွားတယ်သူကထိတ်လန့်တုန်လှုပ်လာတယ်သူ့ကိုနိုင်ကနေပြောင်းရွှေ့ခွင့်ပြုဖို့သူကလျှောက်ထားတယ်သူ့ကိုပေရီမြို့မှာဥပဒေအရာရှိခန့်လိုက်တယ်အဲ့ဒီနေရာရောက်တဲ့အထိလေးကျွန်တော်ကသူ့နောက်ကိုလိုက်နေတာပါပဲ1916ခုနှစ်စက်တင်ဘာလ29ရက်နေ့ညမှာပေါ့သူကသူ့ဆံဝင်းထင်းမှာစောင့်နေတယ်သူ့အိမ်ကပေရီမြို့အပြင်ဖက်ကလျက်အော့တူမှာ
ကျွန်တော်စောင့်နေတော့သူကသူ့လက်မှာအထုပ်သေးသေးလေးတစ်ခုနဲ့ထွက်လာတာကိုကျွန်တော်တွေ့ရတယ်။သူကခြံရဲ့အောက်ရှိအဆက်ကိုသွားတယ်။အထုပ်ကလေးကိုမြေပြင်ပေါ်မှာချထားတယ်။အဲ့ဒီနောက်တူးရင်းပြားတစ်ခုကိုယူပြီးမြေကြီးကိုစတင်တူးဆွလာတော့တာပဲ။သူကတွင်းတစ်ခုကိုတူးပြီးအထုပ်ကိုအဲ့ဒီအထေးကိုထိလိုက်တယ်။ဒီဟာကျွန်တော်အတွက်အခွင့်အရေးပဲဆိုတာကျွန်တော်သဘောပေါက်တယ်။သူကတူးရင်းပြားနဲ့ကုန်ပြီးတူးနေတော့မှကျွန်တော်ကသူ့စီအပြေးအလွှာသွားပြီးသူ့ကြိုးကုန်းကိုကျွန်တော်ဓာတ်နဲ့ထိုးသွင်းလိုက်တယ်။အဲ့ဒီနောက်ကျွန်တော်ကတွင်းထင်းမှအထုပ်ကိုကောက်ယူလိုက်တယ်။ချို့ရတနာတွေကိုသူမြုပ်နှံနေတာပဲလို့ထင်ပြီးတော့လေဘီလီဖို့မြေပြင်ပေါ်မှာလေးကျပြီးသူ့ရဲ့နောက်ဆုံးထွက်သက်ကိုပင်းသက်ချူနေတော့မှကျွန်တော်ကသူ့ကိုဒီလိုလုပ်တာဟာကျွန်တော်အကိုရဲ့တေဆုံးမှုအတွက်ကျွန်တော်ရဲ့ကလေးစားချင်မှုဖြစ်ကြောင်းဒီရတနာကိုလည်းကျွန်တော်အကိုရဲ့ဇနီးမုတ်ဆိုးမတို့ပေးမှဖြစ်ကြောင်းပြောပြလိုက်တယ်။သူတေသွားရုံလားလို့ဘုန်းတော်ကြီးကမေးလိုက်တယ်။သူတေရစရာကျွန်တော်ကျင်းသေးပြိုးရေးပါတယ်လို့ဘာဒန်စီယိုကပြန်ပြောတယ်။ကောင်းပြီလေဒီလူသက်မှုနဲ့ပတ်သက်ပြီးတင်ကဝန်ခံချက်ပေးခြင်းနဲ့ဆန္ဒရှိတဲ့အတွက်အခြားနှစ်ယောက်ကိုတတ်တဲ့ကိစ္စမှာတင်အပြစ်မရှိဘူးလို့တင်ပြောတဲ့စကားကိုကျွန်တော်ယုံကြည်ရပေပဲလို့ဖာတာဘူဆိုနီကပြောလိုက်တယ်။ဘာဒန်စီယိုရဲ့အမှုစစ်ဆေးစီရင်တဲ့ကိစ္စကိုရက်ရွှေဆန်းပေးဖို့အကျဉ်းထောင်အာဏာပိုင်များတို့ဖာတာဘူဆိုနီကဖြောင်းပြနိုင်ခဲ့တယ်။ကုသိုလ်ကံကောင်းထောင်းပါတယ်လို့ဆိုရမယ်။ဒီကရောက်ကိုအဲ့ဒီနောက်မကြမီမှာဖမ်းမိတယ်။နိုင်ငံခြားတမ်းပြည်တစ်ပြည်မှာဖမ်းမိခဲ့တာဖြစ်ပြီးပြင်သစ်တို့ပြန်လေးခေါ်ဆောင်လာတယ်။တပ်မှုတွေနဲ့ပတ်သက်ပြီးသူကဝန်ခံဖြောက်ချက်ပေးတယ်။သူ့ကိုထောင်ဒဏ်တစ်သက်တစ်စုံကြခံစေဖို့အမိန့်ချမှတ်တယ်။ဘာဒက်စီယိုကိုတော့ထွက်လိုက်တယ်။ဘာဒန်စီယိုကဖာတာဘူဆိုနီဆိုသွားပြီးအတွက်လှုပ်ဆောင်ပေးတာတွေအတွက်ကျေးဇူးတင်ကြောင်းပြောကြတယ်။မင်းရဲ့ဇလန်းကိုငါစိတ်ဝင်စားတယ်ကွာလို့ဖာတာဘူဆိုနီကပြောလိုက်တယ်။မစ္စတာဘီလီဘော့စီကမင်းယူသွားတဲ့ယတနာတွေကိုဘာဖြစ်သွားလဲ။အဲ့ဒါကိုမင်းအကိုရဲ့ဇနီးကိုပေးလိုက်သလား။အထုပ်ထဲမှာဘာယတနာမှမပါဘူးဗျာလို့ဘာဒန်စီယိုကပြောလိုက်တယ်။အဲ့ဒီအထုပ်ကိုဆွေးပြီးကျွန်တော်ပြေးလိုက်တာတော်တော်လှမ်းလှမ်းရောက်သွားတော့မြစ်တစင်ရဲ့ကမ်းမနားမှာကျွန်တော်ထိုင်ချလိုက်တယ်။ကျွန်တော်ကအထုပ်ကိုခွင်းကြည့်လိုက်တယ်။အထင်းမှာမွေးကစားခလေးတစ်ယောက်ဗျာ။ပိစာတစားနဲ့ထုတ်ထားတာအဲ့ဒီပိစာမှာ HNN ဆိုတဲ့အခရာတွေနဲ့ပန်းစာလုံးထိုးထားတယ်။သူရဲ့ပြန်နှမ်းနေတဲ့မျက်နှာနဲ့လက်တွေကသူ့ကိုအသက်ရှူကျက်နေတယ်ဆိုတာပြတာပဲ။ဒါပေမဲ့သေတော့မသေးသေးဘူး။ကျွန်တော်စမ်းကြည့်တော့ကလေးရဲ့နှလုံးကနည်းနည်းလေးခုန်နေသေးတယ်။ကျွန်တော်ကဆေးရုံတရုံမှာအလုပ်လုပ်ခဲ့ဘူးတယ်။ဒီတော့ဘာလုပ်ရမယ်ဆိုတာကျွန်တော်သိတယ်။သူ့အဆုတ်သေးတော့ကျွန်တော်လေးမှုတ်သွင်းပေးလိုက်တယ်။15မိနစ်လောက်ကြာတော့သူ့အသက်ရှူလာတာကိုတွေ့ရတယ်။မော်ဒန်သေးသေးလေးကိုလေးကြားရတယ်။အဲ့ဒီကလေးကိုမင်းဘာလို့ပြစ်လိုက်တယ်လဲလို့ဘုန်းတော်ကြီးကမေးလိုက်တယ်။ကိုစီကာမှာရှိတဲ့ကျွန်ုပ်အကိုရဲ့ဇနီးစီကျွန်တော်နဲ့အတူသူ့ကိုခေါ်သွားတာပေါ့သူမကလေသူမရဲ့သားအရင်လိုမွေးမြူဆောင်ရှောက်ခဲ့ပါတယ်ကျွန်တော်တို့ကသူ့ကိုဘန်နီတက်တိုးလို့အမိခေါ်လိုက်ကြတယ်ဒါပေမဲ့သူနဲ့ပတ်သက်ပြီးဖျားသခင်ကကျွန်တော်တို့အပြစ်ပေးတန်ခတ်တယ်လို့ကျွန်တော်ထင်တယ်ဗျာသူကတိတ်ကိုဥပဒေကိုကောင်းပြီးလှပတဲ့ယောက်ျားလေးတစ်ယောက်ဖြစ်ပေမဲ့အကျင့်မကောင်းတဲ့လူဆိုးလေးတစ်ယောက်အဖြစ်ကြီးပြင်းခဲ့ရတယ်ဗျာသူအတက်တိတ်မကြီးမိမှာပဲကျွန်တော်တို့အိမ်နီးချင်းတွေရဲ့ပစ္စည်းတွေကိုခိုးတတ်နေပြီအခုဆိုရင်သူ့အသက်က73နှစ်ပဲရှိသေးတယ်။ဒါပေမဲ့ကျွန်တော်တို့အိမ်မှာရှိတဲ့အရာရာကိုလူရက်ခိုးယူပြီးထွက်ပြေးပါရော။သူဘယ်ရောက်နေမှန်းတော့ကျွန်တော်မသိတော့ပါဘူးဗျာ။ကောင်းပြီပါတက်စီကိုဒီအရာအလုံးဟာမင်းအတွက်သင်ခန်းစာတစ်ခုဖြစ်ပြီးလို့ငါမျှော်လင့်တယ်။အောင်ခေါ်လုပ်ငန်းကိုမင်းဆွလွန်သက်မိလို့ငါထင်တယ်လို့ဘုန်းတော်ကြီးကပြောလိုက်တယ်။ဒါပေမဲ့ကျွန်တော်ကဘာလုပ်ကန်ဆိုင်ရမလဲလို့ပါတက်စီကိုကမေးတော့ငါတငယ်ချင်းတယောက်စီစာတစ်စောင်ရေးပြီးမင်းကိုပေးလိုက်မယ်လို့ဖာတာဘူဆိုနီကပြန်ပြောလိုက်တယ်။သူကစာဝတ်တစ်လုံးမှထိုင်ပြီးစာတူတစ်စောင်ရေးလိုက်တယ်။မွန်တီခရစ္စတိုမြို့စားကြီးဆန်လိမ့်မှုရေးသားတယ်လိပ်စာတက်လိုက်တယ်ဒီလူကြီးလူကောင်းကအီတလီမှာနေတယ်ဒီစာလေးကိုသူ့စီယူသွားပါမင်းရဲ့ခရီးစဉ်အတွက်ဒီမှာပတ်စံနေယူသွားသူကမင်းအတွက်အလုပ်ရှာပေးလိမ့်မယ်ဆိုတာငါချင်းသေးပြိုးရေးပါတယ်လို့သူကဗတ်တန်စီယိုတို့ပြောလိုက်တယ်အခန်း25ထောင်မှတ်ပုံနဲ့စာအုပ်နောက်တစ်နှစ်မှာလော်ဝီမိုးကအကျဉ်းထောင်များစစ်ဆေးရေးမှုထံမာဆေးမှာတွားရောက်လေပတ်တွေ့ဆုံတယ်သူကစစ်ဆေးရေးမှုကိုပြောပြတယ်သူလူငယ်ဘဝငယ်ငယ်တုန်းကရိုးမမြို့မှာဖရာယာလို့ခေါ်တဲ့ဘုန်းတော်ကြီးတစ်ပါးရဲ့လက်အောက်မှာပညာသင်ဖူးတယ်။အဲ့ဒီဘုန်းတော်ကြီးကပျောက်ကွယ်သွားတယ်။ဒါပေမဲ့နောက်ပိုင်းမှာဒီအဘိုးအော်ဟာချက်တူးဖိတ်မှာအကျဉ်းသားတယောက်အဖြစ်နဲ့ထောင်ကျတဲ့အကြောင်းကြားသိရတဲ့အကြောင်းကိုပြောပြတာပါကျွန်တော်သူ့ကိုမှတ်မိပါတယ်လို့စစ်စေးရေးမှူးကပြောတယ်သူကယူနေတယ်သူကယတနာတွေအမြောက်အများရှိနေတာကိုသူတီးတဲ့ဟန်ဆောင်တယ်သူကအဲ့ဒီကိစ္စကိုအမြဲတမ်းပြောနေတာပဲအခုထိသူအသက်ရှင်တုန်းပဲလားလို့လို့ဝီမောကမေးလိုက်တယ်ဟိုမရှိပါဘူးဗျာဒီနေ့ဖေဖော်ဝါရီလကသူတည်ဆုံးခဲ့ပါပြီရက်ဆွေးနေ့ဆွေးနဲ့မှတ်မိတာခမားမှာတော်တော်ကောင်းတဲ့မှတ်ဉာဏ်ရှိပေတာပဲသူတည်တဲ့အခါမှတ်မိဖို့အတွက်အကြောင်းရင်းကလေကောင်းကောင်းရှိနေတာကိုဘာကြောင့်ဆိုထူးခြားတဲ့ကိစ္စတစ်ရက်လေးဖြစ်ပျက်ခဲ့တာကိုလို့စစ်စီရဲမှုကပြောပြတယ်။ဘာများလဲလို့ကျွန်တော်
မေးခွန်းများရှိပါသလားခင်ဗျာလို့လူဝီမိုးကမေးလိုက်တယ်။အင်းဒီလိုဗျာဖရာယာရဲ့အချင်းခန့်ကဒန်ဒီလို့ခေါ်တဲ့နပိုလီယန်ရဲ့သူရှိုးအချင်းခန့်နဲ့9ပေ10ပေလောက်ဝေးတယ်။အဲ့ဒီနပိုလီယန်ဘက်တော်သားကိုသူ့အချင်းခန့်မှာကျွန်တော်တစ်ခါပဲမြင်ဖူးပါတယ်ဗျာ။သူ့မှာအရန်ကိုခတ်ထန်တင်းမာတဲ့မျက်နှာထားရှိတယ်ဗျ။ဘယ်နေရာမှာမစိုးနောက်တစ်ခါပြန်တွေ့ရင်ကျွန်တော်မှတ်မိနေမှာပဲလို့သူကဖြေတယ်။လူဝီမိုးကသူ့ဘာသာသူပြုံးလိုက်မိတယ်။တကယ်လားဗျာလို့သူကမေးလိုက်တယ်။ဒီအန်ဒီရဲ့ကြီးမားတဲ့ဒီလူနာမည်ဘလို့ခေါ်လဲဗျဒန်ဒီအက်ဒမွန်ဒန်ဒီတဲ့ဟုတ်ပြီဒန်ဒီဘလို့လုပ်ပြီးသူကဒီဇက်လန်ထိပါလာရတာလေးဗျအကျန်းခန်းနှခမ်းဦးကြားမှာသူကဥမင်လန်ခေါင်းတစ်ခုကိုဖောက်တယ်လေဆရာသေးတဲ့အခါသူကတေဆုံးသွားတဲ့သူကိုလှိုင်ခေါင်းကတဆင့်သူ့အခန်းထဲတည်သွားတယ်လေဒီနောက်သူကဖရာယာရဲ့အကျန်းခန်းကိုပြန်လာတယ်အလောင်းထိချုပ်ထားတဲ့အိတ်ထဲမှာသူကနေရာအစားဝင်ယူတယ်ပြီးတော့မြေပြင်မှာအမြုပ်ခံဖို့စောင့်နေတယ်ဒါကိုလုပ်ဖို့ဆိုတာအရန်ကိုတက်တီရှိမှလုပ်လို့ရတဲ့ကိစ္စပဲလို့လောဝီမိုးကပြောလိုက်တယ်။နိုပြောပြခဲ့ပြီးပါရောသူကအရန်ကိုအန်ဒီများတဲ့လူတစ်ယောက်ပါလို့စစ်စေးမှုကပြောလိုက်တယ်။ဒါပေမဲ့ကံကောင်းချင်တို့ကျွန်တော်တို့ဟာယူနေတဲ့အကျဉ်းသားရောရက်ဆက်ကျဉ်းချုပ်တဲ့အကျဉ်းသားရောနှစ်ယောက်လုံးကိုတပြိုင်နက်တည်းမှာဖြေချနိုင်ခဲ့တယ်ဗျ။ဒါကဘလို့ဖြစ်ရတာလဲ။ထတူးဖိတ်မှာတင်းချမ်းကုန်မရှိဘူး။တေဆုံးသူတွေကို36ပေါင်လေးတဲ့အမြောက်ဆန်တဲ့သူတို့ရဲ့ရှစ်ထောက်ကိုတွေးချပေးလိုက်တယ်။ပြီးတော့ပင်လေးတွေကိုပြစ်ချလိုက်တာပဲ။အဲ့ဒီလူလားလို့လောဝီမိုးကမေးလိုက်တယ်လွယ်နဲ့နားမလီပြီးသူကနားလျံခတ်တဲ့ပုံနဲ့လူတယောက်ပုံစံနဲ့ပေါ့ထောင်မှုတွေက36ပေါင်လေးတဲ့အမြောက်ဆန်ကိုဒန်ဒီရဲ့ခြေထောက်မှာပူးချေပေးလိုက်ပြီးသူ့ကိုပင်လေးလေးပြစ်ချလိုက်ကြတယ်လေတကယ်ပေးလားဗျာလို့လောဝီမိုးကအမေရိကန်ပြိုရင်မေးလိုက်တယ်ဟုတ်ပါဗျာလို့အကျဉ်းထောင်များရဲ့စစ်ဆေးမှုကပြောလိုက်တယ်သူဘလောက်အံ့ဩသွားမယ်ဆိုတာစဉ်းစားတာကြည့်ပါတော့ဗျာသူပင်လေးလေးကျသွားတဲ့အခါသူ့မျက်နှာကိုကျွန်တော်ကြည့်ချင်လိုက်တာဗျာဒါကလေတိုတိုခတ်မဲ့ကိစ္စဗျာပါတယ်ဒါပေမဲ့ကျွန်တော်တို့စဉ်းစားကြည့်ရင်ရနိုင်တယ်ဗျာလို့ကြည်ကြည်လောင်လောင်ကြီးမိုးရင်စစ်ဆေးမှုကပြန်ပြောလိုက်တယ်ကျွန်တော်လေးဒီလိုပါပဲဗျာလို့လောဝီမိုးကပြောလိုက်တယ်သူပြီးတော့သူလေးစတဲ့ရီမိုးပါတယ်ဒါပေမဲ့သူရေတာကပစားကလာရီမိုးတာဖြစ်ပြီးမျက်လုံးတွေကရီမိုးတာမဟုတ်ခဲ့ဘူးသူတို့အည်ရက်သွားတဲ့အခါလောဝီမိုးကအဘီဖရာယာရဲ့နဲ့ပတ်သက်တဲ့ထောင်မှတ်ပုံနဲ့စာအုပ်ကိုသူချင်းခွင့်ရှိပါသလားသူတေတာနဲ့ပတ်သက်ပြီးအသေးစိတ်အချက်လက်တချို့ကိုသူရရှိလိုပါတယ်လို့ခွင့်တောင်းမေးမြန်းတယ်ဟုတ်ကဲ့ရပါတယ်လို့စစ်ဆေးမှုကဖြေတယ်သူကမှတ်ပုံနဲ့စာအုပ်ကိုရှာပြီးလောဝီမိုးတို့လှမ်းပေးလိုက်တယ်လောဝီမိုးကမှတ်ပုံနဲ့စာအုပ်ကိုကြည့်နေတဲ့အခန်းမှာစစ်ဆေးမှုကအခန်းနောက်တစ်တောက်မှာထိုင်ပြီးသူ့သတင်းစာကိုဖတ်နေတယ်လောဝီမိုးဟာအဘီဖရာယာရဲ့မှတ်တမ်းတွေထက်အက်ဒမွန်ဒန်ဒီရဲ့မှတ်တမ်းတွေကိုပုံမစိတ်ဝင်စားပုံပေါ်နေတာကိုသူသတိမထားမိပါဘူးလောဝီမိုးကမှတ်ပုံနဲ့စာအုပ်တွေကစာတစောင်ကိုခက်မြန်ခွာယူလိုက်တယ်ဆိုတာကိုလည်းသတိမပြုခဲ့မိပါဘူးအဲ့ဒီစာကဒန်ဒီဟာနပိုလီယန်တို့သားတချို့တူဖြစ်ကြောင်းဆွဆွေးတန်ကြားထားတဲ့ဒန်ကလာကရေးပြီးဖာနန်ကထိလိုက်တဲ့စာလေးလောဝီမိုးကစာကိုသူ့အင်ဂျီတီအိတ်ထိထိလိုက်တယ်အဲ့ဒီနောက်သူကထပ်ရလိုက်တဲ့စစ်စေးရမှုကိုသူ့ရဲ့ဂျန်နာလိုက်ရုံးမှုအတွက်ကျေးဇူးတင်ကြောင်းပြောပြီးထွက်ခွာသွားပါတယ်။နောက်တစ်နေ့မှာလောဝီမိုးဟာမာဆေးကနေထွက်ခွာပြီးအီတလီသို့တွားရလမ်းကြောင်းအတန်းလွင်ခုံမောင်းသွားပါတယ်။ဒီကိစ္စဖြစ်ပြီးမကြာခင်မှာဘာတာစီယိုကအီတလီသို့ရောက်လာတယ်။သူကဖာတာဘူဆိုနီပေးတဲ့လိပ်စာသို့သွားတယ်။မွန်တီခရစ္စတိုမြို့စားကြီးကဘုံတော်ကြီးရဲ့စာကိုဖတ်ပြီးပြီးချင်းပဲ။သူကဘာတာစီယိုကိုအလုပ်တစ်ခုပေးမယ့်အကြောင်းပြောလိုက်တယ်။ငါငါရဲ့ကိုရေးကိုရာဆိုင်ရာအမှုထမ်းဖြစ်မယ်။မင်းကငါငါရဲ့ပစ္စည်းဥစ္စာတွေကိုကြီးကြပ်အုပ်ချုပ်ရတဲ့ဘန်နာဆိုအဖြစ်အမှတ်ခံအပ်မယ်လို့မြို့စားကြီးကပြောလိုက်တယ်။